အားလုံးပဲမင်္ဂလာပါရှင်။ဒါရှိကတော့ရမင်းဂျပန်သင်တန်းကျောင်းမှာဆရာမရမင်းပဲဖြစ်ပါတယ်ရှင်။အခုဗီဒီယိုဖိုင်လေးကတော့ M4 အတွက်ပါ။ဒါရှိမနေ့ညကတော့ post လေးတင်ပါသေးတယ်။ဒီနေ့ကနေစပြီးတော့ဒါရှိကအပြင်တန်းလေးတွေစပြီးတော့နားတော့ဖြေကန်ကြီး8ရက်အလိုပေါ့နော်။အပြင်တန်းလေးတွေနားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်တော့ည8နာရီလောက်မှအပြင်တန်းတင်လာပြီးအပြင်ည8နာရီကနေ12နာရီချာမှတင်ဖြစ်တယ်ပေါ့နော်။အခုကတော့ဒီနေ့ဆိုအမှန်ဆိုမနက်ပိုင်းနဲ့တင်ဖို့ရအောင်မနက်ပိုင်းမှာကိုမှထပ်ပြီးတော့မအားဖြစ်သွားတာနဲ့နေ့လယ်ပိုင်းမှာစပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်ဒီ8ရက်မှာတော့တရှိရဲ့ page လေးကိုစိတ်ဘယ်လိုပြောမလဲစာလေးလာခြင်းတစ်ချက်အားတဲ့ချိန်လေးပဲဖြစ်ဖြစ်ဝင်ကြည့်လို့ရတယ်ပေါ့နော်တရှိဘက်ကတော့စူးစမ်းပြီးတော့တင်ပေးကြည့်ပါမယ်အခုတင်မယ့်အစုံကတော့2011ခုနှစ်ပါ2011ခုနှစ် M4 ပါစစချင်းတည်တဲ့အတိုင်းပထမပိုင်းမှာခန်းကြီးပါတယ်ခန်းကြီးနှစ်ပိုင်းပါတယ်မွန်တိုင်းကြီးမွန်တိုင်းနီခန်းကြီးကတော့ကိုမပြောတော့ဘာကြောင့်လဲဆိုတော့ခန်းကြီးကကျောင်းသားတို့ကြံ့ရင်ကြက်တဲ့အတိုင်းဖြေလို့တန်းပြီးတော့ရတာမလို့ပေါ့နော်မှတ်နည်းတွေကလည်းဗီဒီယိုပိုင်းနဲ့တင်မိသားဆိုတော့ခန်းကြီးပိုင်းတော့တရှိရမပြောဘူးဒါဘယ်လေပဲအတွက်ဖြစ်ဖြစ်ပညာနာတည်ခန်းကြီးပိုင်းမပြောဘူးဒီ2011ခုနှစ်မှာကမေကိုမီးနေလိုက်ပြောပြီးသွားပြီစိမ့်စမ်းနဲ့ယူတာလေးပြောပြီးသွားပြီမီးနေအတုံလုံးဝက်ကြအတုံလုံးလေးပြောပြီးသွားပြီဒါဆိုဒုတိယပိုင်း grammar ဖြေတာကျဲမယ် star ပုတ်စာပြောပြီးသွားပြီပြောတယ်လေကိုစပြောထားတဲ့အစုံတွေကိုပဲပြအောင်လုပ်ပေးမယ်လို့ပြောတော့ဒုတိယပိုင်းမှာ grammar ကျန်တယ်ပြီးရင် reading နေကျန်တယ်ပေါ့နော် star ပုတ်စာကတော့ဟိုတနေ့ကပါသွားတော့အခုတရှိက reading အပုတ်ရှည်လေး reading ကသူက6ပုတ်လာတယ်ကွာအဲ့ဒီမှာအပုတ်တူက4ပုတ်အပုတ်ရှည်က2ပုတ်ပေါ့နော်ကဲဒီနေ့ M4 ပိုင်းလေးအရင်စလိုက်မယ်ပြီးရင် M3 လေးသွားအောင်မှာဆိုတော့လေ M4 ပိုင်းရဲ့ပြီးတဲ့လောက်ပေါ့ကိုမှုဝင်တဲ့လောက် M4 သင်ပေးခြင်းတဲ့လောက်ဒီသွားပါမယ်အခု reading 2ပုတ်ရှိတယ်short reading 4ပုတ် long reading 2ပုတ် long reading 2ပုတ်ရဲ့ပထမတစ်ပုတ်ကိုစပါမယ်ဒီအဆောင်ကိုဖတ်ရင်းနဲ့တချိတွေးမိတာကဒီနှစ်မှာဖြည့်တဲ့ကျောင်းသားများနည်းနည်းလေးတော့စညစ်ခဲ့ရမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီမေကွန်းတွေကခန်းကြီးတွေမှာ3ဘက်ခန်းကြီးတွေလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့စိတ်ဖိစီးခဲ့မယ်လို့ထင်တယ်။အချို့နှစ်တွေဟာကျတော့တော်တော်လွယ်တယ်။အချို့နှစ်ကျတော့နည်းနည်းအခုလိုမျိုးနည်းနည်းခက်တယ်လို့ခံစားမိတယ်ပေါ့နော်။ကဲကြည့်ကြည့်ရအောင်မေကွန်းလေး။အချီနီချီကအချက်အတောက်လေးနဲ့တူတူဖတ်ကြည့်မယ်။တည့်ရဲ့နေ့တနေ့ကတိုတဲ့မူကအရန်ဒါကတော့မိကြီးကကြီးဒါလေးကတော့ M4 ခန်းကြီးပါတနေ့တာကအရန်ကိုတိုးတယ်လို့တွေးခဲ့တာရှိတယ်ပေါ့ဘာလို့လဲတဲ့တနေ့တာအရန်တိုးတယ်တနေ့တာကုံသွားတာအရန်တိုးတယ်လို့တွေးမိတာဘာကြောင့်လဲတဲ့အပေါ်မှာသူမေးတဲ့မေးခွန်းကိုတွေးတာတနေ့တာကအရန်ကိုတိုးတယ်လို့တွေးခဲ့တယ်ဒီနားလေးမှာတွေးတယ်ဆိုတော့သူ့ပေါ်မှာနှစ်ကြောင်းရှိတယ်တို့တွေဖြည်းဖြည်းချင်းသူ့ဘာသူအပုတ်ရှည်မကလို့3မျက်နှာရှည်4မျက်နှာရှည်ကိုမနဲ့ကိုစိတ်အေးလေအေးလေးနဲ့စူးစမ်းပြီးတော့ဖတ်ကြည့်မယ်စိတ်အေးခြင်းကလည်းစာဖတ်တာကိုတခုအထောက်ကူပြုမယ်လို့ကိုကတော့ခံစားမိတယ်စိတ်ပူနေရင်တရှိလေစာတာသင်စားနေတာတခါလေစိတ်ပူရင်စိတ်လွန်ရင်အဲ့တဲ့ဘုတ်ကိုဖတ်ရင်3နှစ်လောက်ကြာတယ်မတွေ့တော့စိတ်အေးအဲ့တဲ့ဘုတ်ကခဏလေးနဲ့ပြီးသွားတယ်စိတ်ပေါ်မှာလည်းမူတည်တယ်ဖြည်းဖြည်းချင်းတူတူဖတ်ကြည့်အောင်စကြည့်မယ်နော်ဝတ္တရှိဝကျွန်တော်ကဒါက M4 ခန်းကြီးနတ်ဆွေရစုမိနွေရာသီပိတ်ရမှာ issue ကန်နိဒါလဲ M5 နဲ့ M5 ခန်းကြီးပါ issue ကန်တပတ်မှာမိက3ရက်ကျွန်တော်ကနွေရာသီပိတ်ရမှာတပတ်မှာ3ရက်ဟွန်ရတဲ့စာအုပ်ဆိုင်မှာအာရုဘိုက်တိုရှိမစတာအချိန်ပိုင်းလောက်ကိုလုပ်ခဲ့တယ်ဒီအထိတနေ့ကအရန်ကိုတိုးတယ်ဆိုတဲ့အကြောင်းနဲ့သိမဝင်သေးဘူးတိုးတဲ့မို့အရန်ကိုဟီရိုဤကျေဝန်းနဲ့မီဆေဆိုင်ဖြစ်ပြီးတော့အိုခက်ခုဆန်ဒါကတော့ရရှိသုံးတဲ့စာအုပ်အရာဆိုရင်တော့အန်တရီရောက်မှပါတာဧည့်သည်တွေကအိုဇေးအများအပြားခီမစတာဆိုင်ရတအားကိုကျဲပြီးတော့ customer တွေလည်းအများကြီးလာခဲ့တယ်ဒါဆိုလဲရရှိသုံးတဲ့စာအုပ်ရဆို3မှတွေ့တာဟာဂျီမဲတော့ကတော့ဆက်စချင်းမှာတော့ဟွန်တော့ဘာရှောစာအုပ်ရဲ့နေရာတွေကိုဒါဆိုရင်လည်း3အိုဘိုရဲ့တာရီမှတ်ရတာမျိုးနာရာပဲခတ်တာစီပုံစီနီးကိုအိုရှီရဲ့တဲ့မိုရာတာရီတင်ပေးတာလက်ခံရရှိတာမျိုးစရုကိုတိုလောရတဲ့ကိစ္စတွေကအများကြီးရှိပြီးတော့တိုင်ဟန်ဒက်တာတိုင်ဟန်ပင်မန်းခဲ့တဲ့အတွက်ကြောင့်တနေ့တာကတော်တော်လေးကိုတိုးတယ်လို့ထင်ခဲ့တယ်လက်ရှိအဲ့ဒီမှာကျောင်းသားတို့ကိုလေမိကောင်းတင်းနေမှာလေကိုလေအတွေ့အကြုံဆိုကိုလေဒီစာတွေဖတ်ရင်းနဲ့မှာအတွေ့အကြုံယူရတာကိုတင်းရင်းနဲ့မှာအတွေ့အကြုံယူရတော့အမြဲတမ်းသတိထားမိတာငကိုတွေကလည်းသိပါဒါပေမဲ့
ပို့ပြီးတော့အာယုံဆိုင်မိသွားတာသတိထားမိသွားတဲ့အချက်ကတော့မေးခွန်းမှာဘာလို့မေးဘာကြောင့်လဲကိုမေးငကိုရဲကလည်းစာမှာခါရတို့နော်တဲ့တို့ကတော့ reason မှန်သိပါတယ်ဒါပေမဲ့လေအခုမှဒီမေးခွန်းဟောင်းနေလိုက်လုတ်ပေးရင်းနဲ့မှပို့ပြီးတော့ထပ်ပြီးအာယုံဆိုင်မိလိုက်တာအစားတော့ကဘာသာပဲပြန်နေတာအခုမှဘာသာဒိုးတဲ့ဘာကြောင့်လဲလို့မေးတဲ့ပု္ပ္ပစာဆိုရင်ခါရတို့နော်တဲ့တို့ပါတဲ့ဝကြတွေကအဖြေတွေဖြစ်နိုင်တယ်တော်တော်များတယ်ငကိုကလေးကခါရနော်တဲ့ကလည်း reason ဒါပေမဲ့လေကိုအစကားကြတော့ကိုပြောလိုက်တဲ့စကားတစ်ခွန်းကမှားသွားမှာဆိုလို့အကြံပေးလိုက်တာမှားသွားရင်ကြီးတဲ့ကြောင်းသားအများဒုက္ခရောက်မှာဆိုတဲ့စိတ်နဲ့တောင်းတောင်းတိုက်ရှိကမတိကြရင်အကြံမပေးရဘူးပေါ့နော်ဒါပေမဲ့မြင်မိတာကဒိုးတဲ့နဲ့မေးတဲ့မေခွန်းမျိုးဆိုရင်သူ့ကိရက်မှာခါရတို့နော်တဲ့တို့ပါတဲ့တကြောင်းတွေကအဖြေဖြစ်နိုင်ချေ90%လောက်ဘက်ကိုသွားတယ်အခုဒီမှာဘာလို့လဲဆိုဒီမှာကွာတဏိတာအရန်ကိုတိုးတယ်လို့တွေးတယ်ဘာလို့လဲဒီမှာကြည့်ပထမဆက်စချင်းမှာစာအုပ်နေရာတွေမှတ်တာမျိုးစီပုံစီနီးတွေကိုတင်ရတာမျိုးလှုပ်ရှားကိစ္စတွေကများတော့ပင်ပန်းခဲ့တော့တနေ့တာကိုတိုးတယ်လို့ထင်ခဲ့တယ်တဲ့အဖြေရှာကြည့်အောင်တနေ့တာကိုတိုးတယ်လို့ထင်ခဲ့တာဘာလို့လဲတဲ့နွေရာသီမှာ issue ကန်တပတ်ကြာအချိန်ပိုင်းလောက်ကိုလုပ်ခဲ့လို့ရုပ်တရက်အတွင်းဒီစာပိုက်ထဲမှာလေတပတ်ကြာအချိန်ပိုင်းလောက်တာပါတာပဲအိုကျကုဆန်ကဧည့်သည်တွေကဘာလဲဆိုရင်ဘာဖြစ်တယ်ဒါမျိုးဆိုရင်လေအိုကျကုဆန်စက်တိုင်းအဲ့ခံရတာဘာညာမျိုးကိုပြောတာဒါမျိုးဆို3ဒါကတော့4ပေါ့နော်ဒါကတော့3မှာပါတယ်စက်တိုင်းဧည့်သည်တွေကိုအဲ့ခံရတာပင်ပန်းခဲ့တဲ့အတွက်ကြောင့်မရရှင်ငေါတုံနီဒါဆိုလဲ3ခန်းကြီးနာရဲနာခတ်တာကျင်သားမရသေးလို့တနေ့လုံးတောက်လျှောက်စာအုပ်တွေဇက်ရှိဒါဆိုလဲ3ခန်းကြီးမဂဇင်းတွေကိုနာရပဲတစ်စီတန်းနေခဲ့ရတဲ့အတွက်ကြောင့်ဆိုတော့အဖြေရောက်တက်ရှိတော့ယွန်းမှန်ကိုရွေးတယ်အဲ့ဒီမှာဆိုတွေးချင်3ချောင်းမှာတွေးကြည့်ဧည့်သည်တွေများတာလဲပါတယ်တပတ်လုံးအချိန်ပိုင်းလောက်တာလဲပါတယ်စသဖြင့်အမျိုးမျိုးပါတယ်ရုတ်တရက်ဆိုတို့တွေကဘယ်လိုပြောလဲကွာတတိထားမင်းနေရကိုတိတ်ပြီးတော့အာယုံမဆိုင်မိရင်ဟဲ့ဒီအဖြေလဲပါတာပဲဟိုအဖြေလဲပါတာပဲနည်းနည်းပို့ပြီးတော့ဗျာများနိုင်နေပေါ့နော်အဲ့ဒါကြောင့်အကြံပေးချင်တာကဒိုးတဲ့နဲ့မေးတဲ့မေးခွန်းမျိုးဆိုရင်ခါရတို့နော်တဲ့တို့ပါတယ်ဝက်ကြကအဖြေပိုဖြစ်သွားတယ်ဒီမှာကြည့်မယ်ပထမဆုံးကဆက်စချင်းကနေရာတွေကိုမှတ်ရတာမျိုးစီပုံစီနီးကိုတင်ရတာမျိုးလောက်ရတာတွေများတော့ပင်ပန်းခဲ့တဲ့အတွက်ကြောင့်ဆိုတော့အဲ့ဒီဝက်ကြအဖြေဆိုတော့ဒီမှာလေအချိန်ပိုင်းလုံးလို့လည်းမဟုတ်ဘူးဒီမြင်တာတဲ့ဝက်ကြမှာဧည့်သည်တွေကိုအဲ့ခံရတာပင်ပန်းလို့လည်းမဟုတ်ဘူးအလုံးမှာကျင်သားမရသေးလို့လည်းမဟုတ်တနေ့လုံးစာအုပ်တွေပါစီရတာဒီမှာကြည့်မယ်စာအုပ်စီပုံစီနီးတွေတင်ရတာလှုပ်ရှားကိစ္စတွေများတော့ပင်ပန်းနေဆိုတော့တနေ့တောင်တိုးတယ်လို့ထင်ရတာကယွန်းမှန်ကြောင်ဖြစ်သွားတယ်နောက်တစ်ပုတ်ထပ်တွေးကြည့်မယ်အိုကျကုဆန်ဒီတစ်ပုတ်ကိုရှင်းပြရင်းနဲ့ဒါ listening တော့ပါအသုံးဝင်တဲ့ဟာပါထည့်ပြမယ်အိုကျကုဆန်စီကနေအီလို့ပြောတာက does လို့ပြောတာကဒေါနာdoes ကဘလို့အဓိပ္ပာယ်လဲဒါဆိုလဲ3ဘတ်ဒီဒေါနာအောက်ကမှ3မဟုတ်တော့4မှာလို့ဒေါနာdoes ကအိုကျကုဆန်ဧည့်သည်စီကနေdoes လို့ပြောတာကဘလို့အဓိပ္ပာယ်လဲတဲ့ဒါဆိုလက်ရှိပြမယ်ဒါကိုမရှင်းပြခင်ဘဟုတုတအတွက်ကြိုပြောပြမယ်ကျောင်းသားများ listening မှာဖြစ်ဖြစ်ဘယ်မှာဖြစ်ဖြစ်does လို့ကြားရင်2မျိုးရှိတယ်ကျောင်းသားတွေသိတာနံပါတ်1ကကောင်းတယ်မသိရင်သဘောတူတယ်လည်းဖြစ်နိုင်တယ်does တော်ပါပြီရပါတယ်တော်ပါပြီညင်းတာလည်းဖြစ်နိုင်တယ်does လို့ကြားရင် listening မှာကြားရင်ဒါကတော့ reader မှာသူရှင်းသွားတာ listening မှာကြားလို့ရှိရင်လေ2မျိုးလာနိုင်တယ် does 明日旅行へ行きましょういいですねကောင်းသားပဲအဲ့ဒါကောင်းတယ်လက်ခံတာရှိတယ်ဆိုတော့နောက်တစ်ခုနားထောင်ကြည့်မယ်အကဲလို့ဝတိုက်ရှာစောင်း9အုပ်သွားငားတယ်စာကြည့်တိုက်ကိုစောင်း9အုပ်သွားငားတယ်စာကြည့်တိုက်မူကဒီမလေးရေចောင်းသားမလို့စောင်းက3အုပ်ပဲငားခွင့်ရှိတယ်9အုပ်မရဘူးဒါဆိုကို2အုပ်ကိုမဖြုတ်ရဘူးလားအဲ့ဒီမှာကဲဒါဆိုရင်လေကိုနိုနီဆာဆိုဝအီဒတ်အဲ့ဒီမှာဘာသာပြန်မရင်မသိရင်ဒီ2အုပ်ကတော့ကောင်းတယ်ဆိုပြီးတော့ចောင်းသားတွေက2အုပ်ကိုရွေးသွားတယ်ထင်မှာတကယ်တော့အဲ့ဒီမှာတုံးတဲ့ does ကကိုနိုနီဆာဆိုဝအီဒတ်ဒီ2အုပ်ကတော့
တော်ပါလိုချင်လို့တော့9အုပ်9လာတာကွယ်9အုပ်တောင်ယူလာတာ9အုပ်9မရဘူးပြောရင်ရှော့ချင်းရှော့3အုပ်ပဲရမယ်ဆို2အုပ်ရှော့မှာပေါ့ဒါပေမဲ့ចောင်းသားများက EEDS လို့ကြားရင်ကောင်းတယ်ဆိုပြီးတော့2အုပ်ကိုရွေးတယ်ထင်သွားအောင် EEDS ကဟဲကောင်းလိုက်တာသဘောတူအားလည်းရှိတယ်လို့တော်ပါပြီလို့ညင်းတာလည်းရှိတယ်ဒါဆိုဒီမှာကြည့်မယ်ဧည့်သည်က EEDS လို့ပြောတာကဧည့်သည်ပြောတဲ့ EEDS ကဘလို့အဓိပ္ပာယ်လဲတဲ့ဘာဆက်ပြောလဲဆိုတော့ဒန်နာရဲမစတာတဖြည်းဖြည်းနဲ့ကျင်သားရခဲ့ပေမဲ့10ပိုင်းဒါဆို3တွေ10ပိုင်းရှုံးနေမှုတွေလည်းအစမပြေမှုတွေလည်းရှိခဲ့ပါတယ်။အိုချာကုဆန်နီဧည့်သည်အားဒါဆိုလဲ3ခန်းကြီးဖုခုရိုအိဤထဲမှာရှော့ကအိတ်ထဲကိုထည့်ပေးရမလားဆိုပြီးတော့မေးလိုက်တဲ့အခါမှာ EDS သို့ဤဝါထဲမှာစတာပြောခံရတယ်။ EDS တို့တွေတည်တဲ့ EDS ကကောင်းပါပြီလို့ပဲရင်းနေတာကောင်းပါပြီဒါပေမဲ့ EDS စင်တော့တမျိုးကဘာလဲတော်ပါပြီလဲရှိတယ်အဲ့တော့ तू က EDS လို့ပြောခံရတယ်အဲ့နဲ့ဝတ်ရှိကကျွန်တော်ကနေပြီးတော့ဤတဲ့တဟိုးက EDS အော်ထဲတာကောင်းတယ်တူယူအီမီအဒိဘေ customer ကိုမေးတယ်အိတ်ထဲကိုထည့်ပေးရမလားမေးတဲ့ချိန်မှာ customer က EDS လို့ပြောတာ EDS မှာအဒိဘေ2မျိုးရှိတယ်အာကောင်းလိုက်တာသဘောတူတာလည်းရှိတယ်တော်ပါပြီညင်းလိုက်တာလည်းရှိတယ်ဒါပေမဲ့ तू ကဒီမှာဘလို့တွေးလိုက်လဲဤတဲ့တဟိုးက E ဩ तू က EDS လို့ပြောတော့ထည့်ပေးတာကောင်းတယ်ဆိုတဲ့အဒိဘေလို့တွေးပြီးတော့ဟွန်းစာအုပ်ကိုဖုခုရိုအိတ်ထဲကိုဤထဲမှာစတာထည့်ပေးလိုက်တာခြီကားကြီးဒါဆိုလဲ3ခန်းကြီးခြီကားကြီးမှာစတာလွဲမှားသွားတယ်ဒါဆိုသူ့ရဲ့ဆိုလိုရင်းက customer ပြောတဲ့ EDS ကမလိုဘူးမထည့်နဲ့လို့ပြောတာကိုကမသိဘဲနဲ့ထည့်တာကောင်းတယ်လို့တွေးပြီးထည့်လိုက်တော့လွဲမှားသွားတယ်တဘောပေါက်တယ်နော်ဒါဆိုမေးခွန်းမေးတဲ့ဧည့်သည်က EDS လို့ပြောတာဘလို့အဓိပ္ပာယ်လဲတဲ့ဖုခုရိုအိတ်ကိုEDMAS လိုအပ်တယ်လို့ဧည့်သည်ကပြောတာ no तू ကတကယ်လို့သာဧည့်သည်ကလိုအပ်တယ်လို့ပြောရင် तू ကအိတ်ထဲကိုထည့်ပေးလိုက်တာကဘာလို့မှားမှာလဲဧည့်သည်ဆိုလို့ရင် EEDS ကမလိုဘူးလို့ပြောတာကို तू ကထည့်ပေးလိုက်ပြီလို့မှားသွားတာအဲ့ဒါကြောင့်ဝက်ကြအစမှာလေကျင်သားရပင်မဲ့ရှုံးနေမှုတွေလည်းရှိခဲ့တယ်အစမပြေမှုတွေလည်းရှိခဲ့တယ်လို့ तू စကားခံသွားတယ်အဲ့တော့ဖုခုရိုကအီရီမာဆန်အိတ်မလိုဘူးလို့ဧည့်သည်ကပြောတာအဖြစ်နံပါတ်1ကမှန်တယ်ဧည့်သည်ပြောတဲ့ EEDS ကဘလို့အဓိပ္ပာယ်လဲဆိုရင်အိတ်မလိုဘူးလို့ပြောတာဒီ reading လေးနဲ့အတူတကွရှင်းပြချင်တာက listening မှာလည်း EEDS လို့ကြားရင်တတိထားသဘောတူတာရှိတယ်ညင်းတာလည်းရှိတယ်ဆရာမကြီးဘလို့ခွဲရမလဲဝက်ကြအခြေအနေအလိုက်လေယူလေသိန်းလိုက်ခွဲလို့ရတယ်ဝက်ကြကတက်ကြွတဲ့ပုံစံတော့ညင်းတဲ့ပုံစံမပိုင် EEDS နဲ့အဲ့လိုမျိုးနဲ့လေယူလေသိန်းလူတစ်ယောက်ကလေကိုယ်သဘောကျရင်လေတန်းစားတက်ကြွတယ်ကိုယ်သဘောမကျရင်လေတန်းစားလေးသွားတယ်လေယူလေသိန်းနဲ့ခွဲလို့ရတယ်စကားအသွားလာရညင်းတာတွေပါတယ်ဘာညာဆို EEDS ကတော်ပါပြီလို့ပြောတာဖြစ်သွားနိုင်တယ်နောက်တစ်ပုတ်ခဂုအိမ်အောင်ပရိဘောကဒါဆိုလဲရရှိတင်တဲ့စာအုပ်ရဆို3ယောက်မှမြင်ရတာအိမ်အောင်ပရိဘောကစာအုပ်ကိုအန်နိုင်ရှိတဲ့ရှိမတာအိမ်အောင်ပရိဘောကစာအုပ်နေဒါဆိုလဲ3မှမြင်ရတာလိုက်လံရှင်းပြမိတော့တာရှိတယ်ဒိုးရှတဲ့ဒက်စကဘာကြောင့်လဲဒိုးရှတဲ့ဒက်စကဘာကြောင့်လဲအိမ်အောင်ပရိဘောကစာအုပ်နေရာကိုလိုက်လံရှင်းပြမိသွားတာဘာကြောင့်လဲတဲ့မာတပတ်တူကအိမ်မွေးတရိษံပတ်တူစာအုပ်ကိုစာကားရှိတဲ့ဤလူအိုချာကုဆန်ဒီအိမ်မွေးတရိษံနဲ့ပတ်သက်တဲ့စာအုပ်ကိုရှာနေတဲ့ဧည့်သည်ကိုခဂုအိမ်အောင်ပရိဘောကစာအုပ်နေရာကိုလိုက်လံရှင်းပြမိတာလည်းရှိတယ်ပတ်တူ PET ပတ်အိမ်မွေးတရိษံကိုဘတ်တူကအိယာဆိုပြီးတော့ခီကိုရဲ့တနော်ဒက်အဲ့ဒီမှာတင်ပေးခြင်းတာနော်ဒက်နော်ဒီ on နဲ့တူတူပဲဂျပန်စာမှာ M4 မှာ on desk ကလည်း reason ပေးတာပဲသူက those တဲ့နဲ့မေးတော့ reason ပေးတဲ့ နော်ဒက် on desk ပါတာအဖြစ်သူကပတ်တူနဲ့ဘတ်တူနဲ့မှားပြီးတော့ကြားသွားတာ customer ရှာတာပတ်တူပတ်အိမ်မွေးတရိษံသူကြားတာဘတ်တူဘတ် BED အဲ့ရအဲ့တော့ तू ဟာအိမ်အောင်ပရိဘောကစာအုပ်နေရာကိုလိုက်လံပြသမိသွားတယ်ဒါဆိုရင်အိမ်အောင်ပရိဘောကစာအုပ်နေရာကိုလိုက်လံပြသမိတာကဘာကြောင့်လဲတဲ့မာဒအိုမီဆဲနော့နတ်ကဆိုင်ထဲကိုကောင်းကောင်းမသိသေးလို့ပတ်တူနော်ဟွန်ဝပတ်တူအိမ်မွေးတရိษံစာအုပ်က
အိမ်တော်ပရိဘောကစာအုပ်ရဲ့တိုနာရီအနီးနားမှာရှိလို့အိုခ ्या ကုဆန်နိခါဂုနောဟောနောအိမ်တော်ပရိဘောကစာအုပ်နေရာကိုမေးချင်းခံရလို့အိုခ ्या ကုဆန်တော့ဣတခိုတိုးပါဒါဆို3စကလုံးနေအိုခ ्या ကုဆန်ပြောတဲ့စကလုံးကိုမချီကရဲ့တဲ့မှားပြီးတော့မချီကရဲ့တဲ့မှားပြီးတော့ကြားလို့အတန်တော့မှားပြီးတော့ကြားတာအဖေကယွန်းပန်ဒီနေရာမှာဒီပု္ပ္ပစာကိုတကယ်အိုက်နစ်ကဖြည့်တဲ့ចောင်းသားများဆိုရင်ခက်လိမ့်မယ်အခုမှ2000နဲ့ចောင်းသားများဆိုလဲမှတ်စရာများလိမ့်မယ်3ဘတ်ခန်းကြီးတော်တော်များပါသွားလို့နော်သူကအတန်တော့မှားတာခုနအဖြစ်ပြကြတော့ဆိုလိုရင်းအောင်မသိတာတော်ပါပြီလို့ပြောတာကိုကောင်းတယ်လို့ပြောလို့ထင်တာအခုကျတော့ပတ်တုံနဲ့ဘတ်တုံအတန်တော့ကိုမှားတာအဖေကယွန်းပန်ရန်ဆန်ကအရုဘိုက်တိုရှိတဲ့အချိန်ပိုင်းလောက်ကိုလှုပ်ပြီးတော့တုတ်ခုနိအထူးသဖြင့်ပျော်ခဲ့ရတဲ့ကိစ္စဘာကြောင့်လဲအထူးပျော်ခဲ့ရတာဘာကြောင့်လဲတဲ့ဒါဆိုဒီမှာကြည့်မယ်အထူးပျော်ခဲ့တာအဲ့နေရာမှာဥရဲရှိချောင်းရေးထားတာဒီမှာနော်ဥရဲရှိချောင်းရေးထားတာတိုတဲမို့ဥရဲရှိခတ်တာပျော်ခဲ့တယ်လို့ပြီးသွားလို့ရှင်နောက်တစ်ခုကအစ်ချီပန်ဥရဲရှိခတ်တာနော်ဝဒီမှာပျော်တဲ့အကြောင်းနှစ်နေရာပါတယ်သူမေးတဲ့မိကွန်ကအထူးပျော်ခဲ့တာဆိုတော့အစ်ချီပန်ဥရဲရှိခတ်တာအပျော်ဆုံးဒီနေရာတို့တွေအာယုံပို့ဆိုင်ရမယ်အကုန်တော့ရှင်းပြမယ်အချိန်မိုင်းလောက်ကိုဟာဂျီမဲတက်စပြီးတော့တလားဖြစ်လာတော့မိဆဲတော်မင်းနာဆိုင်ကလူတွေအားလုံးစီကယောကုဂမ်ဘတေမတ်နဲ့ကောင်းကောင်းချီကျူးတယ်လို့ဆိုပြီးတော့ပြောခံရတော့အရန်ကိုပြောခဲ့တယ်။အိုကျာကုဆန်အဲနော်ဧည့်သည်တွေကို service ရဲ့ရှိကတာ service လုပ်ပုံလုပ်နည်းကလည်းရှိရုကိုတိုတိလာခဲ့တယ်။ဂက်ကိုးတွေဝကျောင်းမှာဘန်ကီယောဒေခိနိုင်မလေးလာနိုင်နဲ့ကောင်းတဲ့အတွေ့အကြုံခေးကန်အတွေ့အကြုံဒါအပြင်ဘက်အတွေ့အကြုံအလုံးမှရအတွေ့အကြုံတွေရခဲ့တယ်။အချီပန်ဥရဲရှိခတ်တာနော်ဝသူမေးတဲ့မိကွန်အထူးပျော်ခဲ့တာအချီပန်ဥရဲရှိခတ်တာဒါအဖြေဖြစ်နိုင်ကြီးပဲအထူးပျော်ခဲ့ဆုံးကဂျီဘွန်တဲ့ကိုတိုင်းအလုံးလုံးပြီးတော့အိုခါနဲကိုမိုရာတာကိုတိုလက်ကန်ရရှိတာအထူးပျော်ခဲ့တာတော့ကိုတိုင်းအလုံးလုံးပြီးပတ်စံရခဲ့တာအချိန်ပိုင်းလောက်ကိုလှုပ်ပြီးတော့အာတာရာခုခိုတိုအလုံးလုံးချင်းရဲ့ပင်ပန်းမှုအိုခါနဲတော့တိုင်းဆက်ဆော့ဆပတ်စံရဲ့အရေးပါမှုကိုတီးခဲ့တယ်ဒါဆိုသူအထူးပြောတာကပတ်စံရလို့ပေါ့အားလုံးစီကဆိုင်ရဲ့အားလုံးစီကဟိုမဲတဲ့မူရာတာချီကျူးခံရတာဟိုမဲတဲ့ချီကျူးခံရလို့လေသူပြောတယ်ဒါပေမဲ့အပျော်ဆုံးကိစ္စသူမေးတဲ့မေးခွန်းကလည်းအထူးပြောတာဆိုတော့ကိုယ့်ရဲ့ခွန်အားနဲ့ပတ်စံကိုတေနီဣရဲတာလက်ထဲကိုထဲတာပိုင်ဆိုင်တာကိုပြောတော့အဖြေကနိဗ္ဗာန်အထူးပြောတဲ့ကိစ္စဒီမှာရေးထားတယ်တွေ့တယ်နော်မှားအောင်အများကြီးအစင်းစင်းနဲ့ပြုလုပ်ထားပါတယ်နော်အဲ့တော့တတိထားပြီးတော့နားထောင်ကြည့်ပြီးဖတ်ကြည့်ပါဒီနှစ်မှာတော့ဒီပု္ပ္ပစာလေးရဲ့တော်တော်ခက်တဲ့ပု္ပ္ပစာလေးကိုပါပါတယ်2011ခုနှစ်ကပါ